Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့ကဘာ9ခုအပိုင်း2ကနေကြိုဆိုလိုက်ပါတယ်ဒီအပိုင်း2မှာတော့ပင်လယ်ပြင်တွင်းမှာကြရက်တသိန်းထတာကိုကြီးကျူးခံစားပြီးဘဝအမောပြေလည်ကြလိမ့်မယ်လို့ပြောလိုက်ပါတယ်ပင်လယ်ပြားတောင်းနှန်းထိန်မှာမဟုတ်ပါပင်လယ်ပြားဘယ်လိုတောင်းနှန်းမှာဟိုဘက်တက်တက်သွားမှာနော်ဒီအဝိုင်းနဲ့ဝင်တဲ့အခါကျရင်ငါ့အဝိုင်းလုံးမှာဆိုလို့ဒီမှာဒီလိုဖြစ်သွားပြီပုံတိုင်းတော့မထန်လိုက်နဲ့နော်ထန်ရင်ကိုယ့်အောင်ထန်ငါ့ကိုတော့လာမထန်နဲ့ဒီဘက်ကရိုးရိုးမဲ့မဟုတ်ဘူးဒီမှာရိုးပြမယ်ဒီမှာကြည့်မှတ်ပဲရှိသေးတယ်ဒီအခုလက်ရှိထုတ်ထားတဲ့မက်ရဲ့ဟာကပြမယ်ဒါကပင်လယ်မက်ဂျနက်စစ်ဆိုတာလုံးဝနေယူလုံးဝ LD survival အစမ်းထဲမှာလုံးဝနေယူထွက်ထားရပိုင်းပဲရှိသေးတယ်နေယူဒါ ocean အဲ့ဒီ ocean ကိုပေါ်တယ်ထောက်ပြီးနောက်တဲ့ဘယ်မက်တွေကိုသွားနေတော့ပြမယ်ဒီမှာsing ဆိုတော့ဗျာဟိုလိုမျိုးပေါ့ပြောမယ်ဆိုရှွန့်အိုင်နေနို့ထူတဲ့ဒီတစ်ခုထဲမှာပဲเนาะဒီမှာကြည့်လိုက်ဒီမှာဂန္နာယပြီးသွားတဲ့အခါဒီဟာအာကာသဒါဂျိုထဲမှာလွင့်ပြန်နေတဲ့ဟိုဥက္ကာခဲတွေပေါ့ဗျာအဲ့မတ်တမက်ရှိတယ်ပြီးတော့ဒီမက်ကြီးကဘာမက်ကြီးတဲ့တော့ကျွန်တော်လည်းမသိသေးဘူးဒါကျွန်တော်ရောက်နေတဲ့ ocean လားဘာလားတော့မသိဘူးဒီမှာဒီဘက်ကဂန္နာယနဲ့ဂျာချော်ရီမီးတောင်တွေเนาะတခုချင်းစီမှာမရှင်ရှိတယ်အဲ့ဒါတွေကိုပေါ်တယ်ထောက်ပြီးသွားလို့ရတယ်ပေါ်တယ်ကဒီဘက်ကဒီကောင်လေးကိုဒီကောင်အခုဘေးနားမှာရှိတဲ့ဒီကောင်လေးအဲ့ဒီအပြာရောင်ကောင်လေးအဲ့ဒီကောင်လေးကိုထောက်ပြီးတော့ပေါ်တယ်ထောက်ပြီးသွားလို့ရတယ်ပေါ့လေတော့ဟိုကောင်ကျွန်တော်လှမ်းပြအောင်မှာခဝိုးမှနေပါတော့ကျွန်တော်စကန်ချဖို့နေရာလေးရှာမယ်ပြီးတော့ကျွန်တော်စကန်ချမယ်ချပြီးသွားလို့ရှိရင်ကျွန်တော်အခြားမက်တွေကိုတွားမယ်ပေါ့တော့ကိုယ်ဘယ်မှမသွားလို့မရလို့ဖြစ်နေတွားတဲ့အခါမှာအကောင်တွေခေါ်သွားလို့ရတယ်ဗျာသိလားအေးအကေရဝေဒီနာမေချွာရဟဲ့ဘာလဲဟဲ့မိုးတဲ့ငါမပါဘူး Navy Azor destroy every ငါမပါဘူးလေတော်ဒီအောင်ကွာအကောင်လေးကတပုံတစ်ခေါင်းကြီးလာတာငါဝင်သွားလွမ်းရင်းနေလိုက်လို့တိတ်ကိုလွမ်းရင်းနေရှိတဲ့ဒီဇလန်ကဲအားလုံးပဲခီးရောက်ပြီကိုပစ္စည်းလေးတွေကြံခဲ့မယ်ပစ္စည်းတွေကြံတာဝန်မယူပါစားရရှိတာစားပေါက်ရရှိတာပေါက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေခီးရပြန်ထွက်ရမယ်ကဲအားလုံးโอเคပစ္စည်းရောက်ပြီအားကြီးငါဘာလို့အဲ့လောက်ဒီလေးပင်နေရတယ်လို့တော့ဒီကောင်ကြီးနဲ့ပဲတက်သွားမှာကဲနေတဲ့ကိုစူးစမ်းရှာဖွေမယ်ဘာတွေရှိလဲဒီနေရာတော်သားများမင်္ဂလာပါဒီမှာဟိုရပဲဒီမန်ဒယ်ရှိတယ်ဟိုမှာဒီချောင်း AI နေရှိတယ်ငါတော်ရတယ်မင်္ဂလာငါတို့ကိုကူးရမယ်ကွာနှစ်ကောင်တော့မလားနေရမဟုတ်သေးဘူးနှစ်ကောင်ရများပါစက်မြစ်တဲ့ဒီကောင်ကစက်နှစ်ဒီကောင်က22 okay 12ကိုတက်လိုက်ရင်12ကိုအရင်တက်တာပိုကောင်းမယ် okay I got an idea
ပညာရှာရင်နဲ့အတေရောဘောနောက်ဆုံးလို့မရကြောင်ကြီးရဲ့ရိတ်အောင်မှာချစ်ကြသူတွေကြီးရောက်ရှိခဲ့ကြပါလာပြီအော်မမဟိုမှာလေကလေးလေထီးလေးလာမသိလေထီးစားရအောင်လားမဲရက်တာနှကောင်မဲမသိချင်အောင်ထောင်းနေငါ့ကိုအော်看လေဆောက်တယ်မဲလီသူအစင်းနဲ့ဒီလိုဒီငါလာပြီးတိုင်းကိုကြောင်စီရှားစီလာလာလာCome on, baby. Nila. Yo. Nasaan niya nagawa? Nasaan niya nagawa yaw eh? Saan niya? Ba malung siya malung yo. Oh, di ako sa kami. Come on, baby. Come on. Được sao ạ? Đi con này, đi con mà fight mà này được. Đi học cũng sang à đấy. Ô quê đây lông tì rồi mẹ. Nhảy nào đi luôn.
ဘယ်ကောင်မှဟောက်ချနေဒီကောင်ကလည်းအစတူဖမ်းကြည့်လို့မရတော့ဘူးလားဒီကောင်ကနမလည်းအရင်လိုမျိုးဟာဒုက္ခပဲဒီအကောင်နေနဲ့တော့ကွာအော်ပြေဘာလဲမမအစိမ်းများနဲ့ပြစ်ပြီးတော့ဖမ်းလို့မရတော့ဘူးလားတကူကတော့လွဲနေဘာလဲအော်ဒီမှာမပေါ်နေတာတခုခုတော့တခုခုလွဲနေပြီပါငါဥစ္စာဒီမှာပေါ်နေပြီလားဒီမှာမပေါ်ဒီကောင်မှမပေါ်ဘူးပြီလားမလေး level 60 level 9တရားဒီကောင်မပေါ်တာတွေ့ဒီ190ကျော်အောင်မပေါ်တာစာကျွေးဖို့ဒါမဟုတ်ဟုတ်တယ်နေပါမယ်Okay, all right. How's it going? Below ya go level 80ကျော်ရအောင်မမကြီးကဘူးဒီမနှိုးသေးဘူးကွာဟာရပြီတော့ငါတီးကြည့်လိုက်ဟ
သေးသွားပြီရှော့ပါအများကြီးပဲလာတာရေဝါဖဲလို့ခုန်တက်လာတယ်ဖမ်းလို့ရတဲ့ငမန်းဖြစ်ပါလေဆူတောင်း Where is Naman? Here is Paramoa. That's the same of you. The chop. Is a little so. 你也信？你如果拿来把我拍了也没有人拿把路不要。对我不要的。谁呀？谁呀？ငါအစာကျွေးလို့ရတာပဲကွာဒီကောင် I see level 3တဲ့ထွက်လာတော့မှာโอเคပေါ်လာတာကွာဟိုကောင်ကြီးကပြေးသွားတယ်တဲ့ What the fuck မတင်းလို့ကောင်ကြီးကဘယ်ပြောက်သွားလဲဟိုကပေးအောင်50ကျော်လီကွာ
ဖြစ်နေတာလို့6ကိုတော့တက်လိုက်တော့ဟောဒီကောင်ကကုန်းပေါ်ရောက်ပြီးတော့တေးတာပါပဲလားတေးပါပကောလားဒီလိုသွားဒီလိုလေးရတယ်လှလာတော့မီးဖိုးလေးကိုဦးနေတာအေဖာကြီးမလားဟောအဲ့ဒီအေဖာကြီးတက်လို့ရတာအေဖာ56ချောင်းနဲ့ရပါမယ်မီးဖိုးလေးကဦးပြီးတော့လွမ်းနေကွယ်အောင်ငါတကိုးလေအော်မအော်ငါကြီးလားလို့ဒီမှာတခုကြိုက်တာလေအဲ့ဒီပင်လယ်ပြင်ကလေပုံတိုင်းနေဖြစ်ပြီးဆိုတိုင်းလုံးကြီးအဲ့လိုဝိုးကြီးတွေအကြီးကြီးတွေဖြစ်တာသိလားတကယ်ပင်လယ်ထဲမှာသွားနေရတယ်လို့ပဲစီးလို့မရဘူးကျွန်တော်စမ်းကြည့်မလို့လေမန်တယ်တော့အများကြီးပဲဒီဟာကြီးလေဟိုဒါကြီးဘာကြီးလဲဒီငါကတော့ငါကတမျိုးMega Raptor ဆိုတာကစိတ်ဝင်စားပါဖန်နီလေးကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒီဖန်နီလေးကတော့မစိုးဘူးလေစိတ်ဝင်စားဖို့ကောင်းသွားပြီဖန်နီလေးကဟိုတွေ့Hey, balole. Balole. Chua.
ဟာဒီကောင်ပြဿနာရှာနိုင်တော့ကောင်ပဲကွာဟဲ့မစီရောက်လာပြီလာလာငါဒီကလေးပြေးလာတာငါတဲပြီးသွားတော့ငါတဲပြီးသွားတော့ငါတဲငါတဲပြီးသွားတော့မှာကွာအဲ့ကောင်ငါတဲပြီးသွားတော့မှာကွာငါဒီကောင်ပြားတာမှပြင်မယ်နောက်ဆိုငါတဲစီရောက်လိမ့်မယ်နောက်သူငါကောင်စီသွားမှာကြောက်စရာကြီးပါလားလို့ဒီကောင်ကြီးကကြောက်စရာကောင်းနေတော့ဒီလုံးကြီးကိုကြည့်လိုက်ဟောဆောင်းလိုက်သွားကြမှာခိုက်သွားပြီဆောင်းခိုက်သွားပြီဒီကောင်မရအောင်ဖမ်းတော့တယ်လောဆယ်တော့ခရက်နေတော့လောဆယ်ဒီနေ့ကနားတော့နှစ်နာရီထိုးသွားကိုပြောတာဟုတ်ပါကိုလေးတော့ဝေးတာလားငါအဲ့ဒီသူ့ရဲ့ဟာကိုရှာမဖြစ်မယ်ကိုလည်းဖြောင်းလို့ရသေးတယ်ဒီကောင်ကြီးอ่ะဝါမကြโอเคခရတသိန်းထားခဲ့တဲ့ပင်လယ်ပြင်ခရီးစဉ်ကတော့ဒီနေရာမှာပြီးဆုံးသွားပါပြီခင်ဗျာလာမယ့်အပိုင်း3မှာတော့အခုမြင်တွေ့နေရတဲ့အကောင်ကြီးကိုလည်းဖမ်းမှဖြစ်စလို့နောက်ထပ်ဘယ်လိုမျိုးသောအတွေ့အကြုံတွေရအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာအားလုံးပဲကောင်းမွန်သောနေ့ကလေးဖြစ်ပါစေ